ထိုင်းစကားမှာဒီယိုလို့ပြောရင်ခဏလေးလို့ပဲထင်နေတုံးလားတကယ်တော့ဒီယိုဆိုတဲ့စကားလုံးကခဏလေးလို့ပြောတဲ့အဓိပ္ပာယ်တစ်ခုတည်းမဟုတ်ပါဘူးဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီယိုမာနာဆိုလို့ရှိရင်တောက်နေလာခဲ့မယ်နော်လို့အဓိပ္ပာယ်ရပါတယ်ဒီယိုမာနာနောက်တစ်ခုကကြတော့ဒီယိုထိုးကလပ်ဆိုလို့ရှိရင်ခဏနေဖုန်းပြန်ခေါ်လိုက်မယ်တို့မဟုတ်ဖုန်းပြန်ဆက်လိုက်မယ်လို့အဓိပ္ပာယ်ရပါတယ်ဒီယိုထိုးကလပ်နောက်ပြီးတော့ဒီယိုရဲ့အနောက်မှာနီးဆိုတဲ့စာလုံးနဲ့တွဲသုံးတယ်ဥပမာဒီယိုနီးလို့ပြောလို့ရှိရင်အခုတလောအခုချက်ချင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီယိုနီးเก่งขึ้นนะအခုတလောတော်လာတယ်နော်လို့ပြောတာပါဒီယိုနီးเก่งขึ้นนะနောက်တစ်ခုကကြတော့မာဒီယိုနီးဆိုလို့ရှိရင်အခုချက်ချင်းလာခဲ့လို့ပြောတာပါမာဒီယိုနီးလို့သုံးပါတယ်နောက်ပြီးတော့တစ်ခါလေကြာလို့ရှိရင် emotional အသက်အကျပြောချင်တဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းဒီယိုကိုသုံးလို့ရတယ်ဥပမာဒီယိုရိုက်ခဏနေကောင်းပြန်ပြီခဏနေဆိုးရွားပြန်ပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဆိုတော့ဒီလိုထိုင်းစကားလုံးလေးတွေကိုနေ့တိုင်းလေ့လာချင်တယ်ဆိုလို့ရှိရင် GSC Thai Language Center page ကို follow လုပ်ထားဖို့မမေ့နိုင်ဘူးเนาะ